အလောက်တွေရမ်းများပြီးခေါင်းတွေအောင်စိတ်တွေရှုပ်လာတဲ့အခါမင်းပါလို့လို့ရှိလေကဘာကျော်စိတ်ပညာရှင်တွေညွှန်ကြားထားတဲ့သုံးဆက်ကတွင်စိတ်ကိုပြန်လဲတည်ငြိမ်စေမယ့်နည်းလမ်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ the 333 rule ပါပထမဆုံးမင်းပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္ထု၃ခုကိုရှာပြီးစိုက်ကြည့်လိုက်ပါဒုတိယမင်းကြားနေရတဲ့အတန်၃ခုကိုတေချာနားဆွေးပါတတိယမင်းရဲ့ခန္ဓာကိုယ်စိတ်ပိုင်း၃ခုဥပမာလက်ချောင်းခြေချောင်းကိုဖြည်းဖြည်းချင်းလှုပ်ရှားပေးပါဒီရိုးရှင်းတဲ့နီလန်ဟာမင်းရဲ့အောက်နောက်ကိုအတိတ်ကနောင်တတွေအနာဂတ်ကစိုးရိမ်ပူပန်မှုတွေကနေလက်ရှိပြစ္ဆုတ်ပန်တဲ့စီကိုချက်ချင်းပြန်ခေါ်လာပေးပါလိမ့်မယ်အလုပ်တွေဘယ်လောက်ပဲများနေပါစေကိုယ်စိတ်လေးငြိမ်သက်သွားဖို့အတွက်3 စက္ကန့်လောက်တော့အချိန်ပေးလိုက်ပါမင်းရဲ့စိတ်ကြမ်းမာရေးကအရာအလုံးထက်ပိုအရေးကြီးလို့ပါပဲ